အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ထွန်းလင်းဦးဖြစ်ပါတယ်ကျွန်တော် Potato Design School ရဲ့ Back 96မှာသင်ကြားနေတယ်သင်တန်းသားလုပ်လည်းဖြစ်ပြီးတော့ Final Assignment အတွက်Final Assignment ထပ်ဖို့လည်းပြုလုပ်နေတဲ့သင်တန်းသားလေးဖြစ်ပါတယ်သင်တန်းတွေရဲ့ရည်ရွယ်ချက်ကတော့ Designer လောကမှာအောင်မြင်တဲ့ Graphic Designer တယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့တငယ်ချင်းတယောက်ကိုမေးကြည့်တဲ့အချိန်မှာတော့သူက Potato Design School ကိုညွှန်ပေးခဲ့တယ်အဲကြောင့်မလို့ကျွန်တော် Potato Design School ရဲ့ page ကိုအရင်ဆုံးလာရောက်ချက်ပြီးတော့အဲ့မှာတင်ကြားမှုတွေကိုလည်းကျွန်တော်လေ့လာခဲ့တဲ့အချိန်မှာလည်းဆရာကသင်တန်းသားနည်းနည်းနဲ့တိရောက်တင်ကြားတာတွေလည်းတွေ့ခဲ့ရတဲ့အတွက်တော့သူကိုယ်တိုင်ဆင်းလာသွင်းပြီးတော့တက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်သင်တန်းမတက်ခင်တော့ဆိုဒီဇိုင်းပိုင်းမှာဒီဇိုင်းတွေဘယ်လိုဆွဲရမလဲမသိခဲ့ဘူးကိုယ့်ကိုယ်လည်းယုံကြည်မှုတွေမရှိခဲ့ဘူးဒါပေမဲ့သင်တန်းတက်ရောက်တဲ့အချိန်မှာဆရာရဲ့တင်ကြားမှုတွေနဲ့အကြောင်းဒီဇိုင်းပိုင်းမှာတိတိကျကျပြောင်းလဲလာခဲ့တယ်color theory တွေ design principle တွေtypography တွေနဲ့ layout design တွေပါလေ layout design တွေ branding တွေကိုလည်းသဘောကျကျထားလဲပြီးသိရှိလာခဲ့ပါတယ်ဆရာကdesign ဆွဲရုံနဲ့တင်ပေးရတော့မဟုတ်ဘဲနဲ့တူးတစ်ခုချင်းစီတိုင်းရဲ့အလုပ်လုပ်ပုံတွေတူးထဲမှာဘယ်လိုအသုံးပြုရပုံတွေကိုလည်းတိတိကျကျတင်ကြားပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လိုအခြေခံမရှိတဲ့လူတွေအတွက်လည်းလုံးဝအဆင်ပြေခဲ့ပါတယ်ဒီဇိုင်းကိုချစ်မြတ်လို့တဲ့သူတွေဒီဇိုင်းကိုဘယ်လိုဒီဇိုင်းလဲဆွဲခြင်းနဲ့ဘယ်ကနေဘယ်လိုဆွဲရမှန်းမသိတဲ့သူတွေအခြေခံမရှိတဲ့သူတွေတနေ့ကို9ပုံလောက်ဆွဲပြီးခေါ်ကျင်တဲ့သူတွေလက်ချင်တဲ့သူတွေလည်းကျွန်တော်ရဲ့ဒီ Potato Design School မှာတက်ရောက်ပြီးတော့သင်ကြားစီတင်ပါတယ်တက်ရောက်ခဲ့တဲ့သင်တန်းသားသင်ငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုသင်ကြားပေးခဲ့တဲ့ဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်ကြည့်ပြီးတဲ့လူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်